皆さんこんにちは。私はレンジベニリリサチャンネルリサဖြစ်ပါတယ်။ဒီနေ့မှာတော့အမတို့ JPT လဲနီးလာပြီဆိုတော့ဒီ N2 ရှင်းခန်းဆန်ဘုံပိုတွေကိုပေါ့နော်အမနဲ့တူတူလေ့လာကြည့်ကြရအောင်။ရှေ့ဗီဒီယိုမှာလဲအမကဒီ N2 ရှင်းခန်းဆန်ဘုံပိုတွေကိုတင်ထားပြီးတယ်ပေါ့နော်။ဒါကတော့ဒုတိယဗီဒီယိုရှေ့ဗီဒီယိုရဲ့အဆက်ဖြစ်ပါတယ်။ဒီစမမွေးမတိုင်ခင်အထိအမကဒီ N2 ရှင်းခန်းဆန်တွေကဘုံပိုတွေကိုအကုန်လုံးကိုဖြည်းဖြည်းချင်းစီပေါ့နော်ဒီဆောင်ဝဲမတိုင်ခင်အထိအမနဲ့အတူတူ run show လိုက်လို့ရအောင်မို့လို့ run show လိုက်လို့ရအောင်ပေါ့နော်တင်ပေးတော့မှဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အတူတူကြည့်ကြရအောင်နော်ဒီပထမဦးဆုံးပေါ့နော်ဒီဟာလေးပေါ့နော်9ဗာလဲဆိုလို့ရှိရင်အမတို့က9ဒေဝဣရာတဲ့9ရဲ့ဇူနီဝဣရာတဲ့9ဇူနီဆိုတာလည်းအမတို့9နဲ့တူတူပဲပေါ့နော်9နဲ့တူတူပဲဆိုတော့ဇူ9ဒေဝဣရာတဲ့9ဇူနီဝဣရာတဲ့9ဆိုတာသူရဲ့အဓိပ္ပာယ်ကလည်းဆိုအမတို့မလုံဖဲနဲ့မနေနိုင်ဘူးဒီအရာကိုအမတို့မလုံဖဲနဲ့ကိုမနေနိုင်ဘူးအဲ့လိုမျိုးပေါ့နော်ဒါဆိုရင်သူရဲ့အဓိပ္ပာယ်ပွင့်ဆိုချက်လေးကိုတခြားကြည့်လိုက်တဲ့အခါမှာအခြေအနေတစ်ခုကြောင့်ကိုယ့်ရဲ့စိတ်ခံစားချက်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တုံ့ပြန်ချက်တွေကိုစိတ်ကဘလို့မှအောက်ရေးတီးခံပြီးတော့မနေနိုင်ဘူးအဲ့တော့ထိန်းချုပ်လို့မရဘူးလို့ပြောချင်တာပေါ့နော်အဲ့လိုမျိုးနေရာမှာအဲ့လိုအလိုလိုဖြစ်သွားတဲ့နေရာမှာတုံးတယ်ပေါ့နော်ပြောချင်တာကကျတော့အောက်အီးပြီးတော့မနေနိုင်ဘူးတီးခံပြီးတော့မနေနိုင်ဘူးအဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်သူ့ရဲ့တွဲတဲ့ဒီ pattern တွေကဘာတွေတွဲလဲဆိုတော့အမှတို့ချက်ကြည့်အောင်နော် vat 9တွဲတယ်နောက်တစ်ခါကျတော့ဒီမှာကျ zuni ပေါ့နော် vat ဆိုလို့ရှိရင်ဒီမှာ zuni vat 9တဲဝဣရာတဲ့9ဆိုတဲ့အတွက်ကြောင့်မလို့အမှတို့vat 9ပဲတွဲတယ်ပေါ့နော်zuni ကလည်းအဲ့လိုပဲ9နဲ့တွဲတဲ့အတွက်ကြောင့်မလို့သူက vat zuni ဝဣရာတဲ့9ဆိုပြီးတော့ပြောပါတယ်ဒီ pattern လေးအရင်အသုံးများပါတယ်နော်ဒီ N2 မှာဒါဆိုရင်အမတို့အောက်ကလေပုံလေးတွေကိုဖတ်ကြည့်အောင်နော်အဲဆိုရင်ခါလဲの話を聞いて笑わずにはいられなかったဆိုပြီးတော့ပြောတယ်ကောင်လေးရဲ့ပြောစကားကိုသူ့ရဲ့ပြောစကားကိုခီးတဲ့နားထောင်ပြီးတော့ဘာပြောရလဲဆိုတော့ဝါရာကြီးမဆိုတာအမတို့ရည်တာပေါ့နော်ဝါရာဝါစုဆိုတာကအမတို့9ဖောင်ပြောင်းတဲ့အတွက်ကြောင့်မို့လို့ဝါရာဇူနီပေါ့နော်မရှိဘဲနဲ့ဟိုမနေနိုင်အောင်သူပြောတာကိုနားထောင်ပြီးကိုကဘလို့ပဲအောက်အီးတီးခံပြီးတော့ဟိုတည်ငြိမ်နဲ့နေမဲ့ဟာအဲ့လိုမျိုးမနေနိုင်ဘူးပေါ့နော်ဘလို့မှမနေနိုင်ဘူးရီလိုက်မိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ရမယ်ထင်ပါတယ်နောက်တစ်ခုဆက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ可愛いそうで助けてないではいられない可愛いそうအရင်တနာစရာကောင်းတယ်အရင်တနာစရာကောင်းတဲ့ကြောင့်မလို့助けないではいられないမကူညီပဲနဲ့မနေနိုင်ဘူးအရင်တနာဖို့ကောင်းတဲ့ကြောင့်ဘလို့မအောက်ရေးတိခတ်ပြီးတော့အမတို့မကူညီပဲနဲ့ကိုအမတို့မနေနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်အမတို့ဒါဆိုလို့ရှိရင်9 day ဝဣရာတဲ့9ရဲ့ zone ဝဣရာတဲ့9ကိုလည်းရမယ်တင်ပါတယ်အမတို့ဒီ grammar pattern တွေမှတ်တဲ့အခါမှာလေကိုကနားလေတဲ့ဘယ်လိုပြောရမလဲလွယ်တဲ့ grammar pattern လွယ်တဲ့ grammar level တွေနဲ့တွဲပြီးတော့မှတ်တာကောင်းတယ်ပေါ့နော်အမတို့ဒီ N2 မှာဆိုလို့ရှိရင် grammar အမျိုးပေါင်းအများကြီးရှိတယ်ပေါ့နော်ဒီ N3 ကဟာလည်းပါခြင်းပါမယ်ပေါ့နော် exam မှာကျတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာအမတို့ခက်ခဲနေတဲ့ဘုံပိုးရဲဘုံတွေကိုပေါ့နော်ရဲဘုံတွေနဲ့တွဲပြီးမှတ်လို့ရှိရင်ကိုကတိတ်မမှတ်မိတာမျိုးဖြစ်တတ်တယ်ကိုကအဲ့လိုမျိုးအမပြောချင်တာဒီလဲဘုံတစ်ချောင်းအခုအမပေးလိုက်တယ်ဒီဘုံပိုးတစ်ချောင်းပေးလိုက်တယ်ပေါ့နော်ပေးလိုက်တဲ့အခါမှာကိုပါကိုစမ်းတဲ့တစ်ခုတိဆောက်ကြည့်ပေါ့နော်ဒီအောက်မှာအမရေးရတယ်လို့မျိုးသူ့စကားကိုမကြားဘဲနဲ့မနေနိုင်ဘူးအဲ့လိုပုံစံမျိုးပေါ့နော်သူ့စကားကိုကြားပြီးတော့အမတို့မရေးဘဲနဲ့မနေနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးကိုပါတာကို rare bone လေးတစ်ချောင်းဆောက်ကြည့်မယ်ဆောက်ကြည့်တဲ့အခါဆိုဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်မှတ်မိတယ်ပေါ့နော်အဲ့လိုမျိုးဆောက်ကြည့်တဲ့အခါမှာဒီဟာလေးကိုဆွဆွမြဲမြဲမှတ်မိသွားတယ်ပြီးတော့နောက်တစ်ခုနေတယ်အမတို့ဒီဘုံပိုးတွေမှတ်မိခြင်းဘယ်လိုလုပ်ရလဲဆိုတော့အမတို့စကားပြောတွေမှာထည့်ပြောပေါ့နော်ဒီလိုမျိုးဟိုအမတို့ပုံမှန်ပြောနေကြအတိုင်းပဲဒီ N5 N4 pattern တွေပဲသုံးမနေပဲနဲ့ဒီလိုမျိုးဒီဘုံပိုးတွေကိုတွဲပြီးတော့အမတို့စကားပြောတဲ့အခါမှာထည့်သုံးလို့ရှိရင်ဒါမှတ်မိဒါလွယ်တယ်ပေါ့နော်ကိုလည်းမမေ့တော့ဘူးဒီဟာတွေပေါ့နော်အများကြီးရှိတဲ့အတွက်ကြောင့်မလို့နည်းနည်းမှတ်ရတာလည်းကတ်ကောင်းခတ်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့မှတ်စေချင်ပါတယ်ဟုတ်ပြီဟဲ့နောက်တစ်ခုအဲ့ဆိုဆက်ပြီးတော့သွားကြည့်အောင်နိစရဲတဲ့နိစရဲလို့ပြောတာပေါ့နော်နိစရဲတဲ့နိစရဲဆိုတော့တူတူပဲပဲနော်သူရဲ့အဓိပ္ပာယ်ကကြောင့်လိုက်ပြောင်းလဲဆိုပြီးတော့ပြောတဖြည်းဖြည်းပေါ့နော်တဖြည်းဖြည်းလိုက်ပြီးတော့ပြောင်းနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူရဲ့အဓိပ္ပာယ်ကိုတစ်ချက်ကြည့်ရတဲ့အခါမှာအရှိကအချက်ကတစ်စစ်ချင်းပြောင်းလဲလာတာနဲ့များတဲ့အနောက်ကအချက်တွေကလည်းသဘာဝအလျောက်သူ့အလိုလိုလိုက်ပြီးတော့ပြောင်းလဲလာတယ်အရှိအချက်ပြောင်းလဲလာတယ်ဆိုရင်အမအနောက်ကချက်တွေလည်းသူ့အလိုလိုသဘာဝအလိုက်လိုက်ပြီးတော့ပြောင်းလဲတာပေါ့နော်အဲ့လိုနေရာမှာသုံးပါတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့တွဲလုံးတွဲတဲ့အခါမှာဘယ်လိုဟာတွေနဲ့တွဲလဲဆိုတော့ verb dictionary form နဲ့တွဲတယ် noun နဲ့တွဲတယ်နှစ်မျိုးပဲတွဲတယ်ပေါ့နော် verb dictionary form ရဲ့ 9 verb dictionary form နိဆိုတဲ့ noun နိဆိုတဲ့ဆိုပြီးနှစ်မျိုးတွဲပါတယ်ဒါဆိုလို့ရှိရင်မတို့လဲပုံဖတ်ကြည့်အောင်နော်တို့ရှိဟိုတဲ့တိုရိုနိဆိုတဲ့ဘာလဲဆိုလို့ရှိရင်တိုင်ယောကိုကအိုချီရုဆိုပြီးတော့ပြောတာပေါ့နော်တိုင်ယောကိုကအိုချီရု
တာရီယောကုဆိုတာကအမတို့ရဲ့ဗာလဲဆိုလို့ရှိရင်ကိုခန္ဓာအင်အားပေါ့နော်အဲ့လိုပုံစံမျိုးပြောတိုရှိကိုတဲ့တိုးတို့ဆိုတဲ့တဲဆိုတာကအမတို့အသက်ကြီးလာတာနဲ့မျှဒီဘယ်လိုပြောမလဲတာရီယောကုဆိုတဲ့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်အင်အားတွေပေါ့နော်အိုချီရုဆိုတာကကျဆင်းလာတယ်ဒါအသက်ကြီးလာတဲ့မျှတဖြည်းဖြည်းကိုယ့်ရဲ့ဒီလုံးဆောင်နိုင်စွမ်းနည်းနည်းကျဆင်းလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်အမတို့လွယ်တဲ့လဲပုံတွေနဲ့ပဲထည့်ထားပေးတယ်ပေါ့နော်ဘာဖြစ်ဆိုအရန်ခက်ခဲတာဆိုပြီးနောက်ဆက်လို့လဲတက်ပြီးတော့မှတ်ရတာလဲခက်တယ်လို့မှတ်မိဖို့လဲခက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြောင့်လွယ်တဲ့လဲပုံတွေနဲ့ထည့်ထားပေးပါတယ်နောက်တစ်ခုကကြတော့မာနာပိုနီစရဲနီဟွန်ဂေါကစကီနီနာတာတင်ယူလာတာနဲ့အမြတဖြည်းဖြည်းနော်တင်ယူလာတာနဲ့အမြတဖြည်းဖြည်းအမတို့ဘာဖြစ်လာလဲဆိုလို့ရှိရင်ဂျပန်စကားကိုကြိုင်နစ်လာတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ကြိုင်နစ်တက်လာပါတယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီဟာလေးတွေရမယ်လို့မျှော်လင့်ပါတယ်နီစရဲတဲ့ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုနောက်တစ်ခုအမတို့ဆက်ပြီးတော့ကြည့်အောင်နော်စူအားလို့ဆိုပြီးတော့ပြောရတယ်စူအားလို့ဆိုတဲ့အဓိပ္ပာယ်ကဒီလိုလျက်ရှိသည်တရွေ့ရွေ့ပြောင်းလဲနေစေကိုပြောတာဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတရွေ့ရွေ့ပြောင်းလဲနေစေပေါ့နော်သူကဘာနဲ့တူလဲဆိုရင်အမတို့တေးအေးလို့နဲ့တူတယ်ပေါ့နော်တေးအေးလို့အမတို့အဓိပ္ပာယ်တူတယ်ဒါပေမဲ့အခြေအနေတစ်ခုကလမ်းကြောင်းတိုင်းတရွေ့တူတက်လာတယ်များဆုပ်ယုပ်လာတယ်ပေါ့နော်ဆိုတဲ့အပြောင်းလဲကိုပေါ်ပြတယ်သူကစာဆန်တဲ့အတုံးလုံးပေါ့နော်စာဆန်တိုးတက်လာတယ်ဒါမှမဟုတ်ဆုပ်ယုပ်လာတယ်ဆိုရင်သူကစာဆန်တဲ့အတုံးလုံးတေးအေးလို့လည်းအမတူလားဆိုတော့တူတယ်သူကဘာဖြစ်လာလဲဆိုရင်ပို့ပြီးတော့စာဆန်တဲ့အတုံးလုံးဖြစ်တယ်ပေါ့နော်သူရဲ့ဒီမှာကျတော့သူကလိုက်တဲ့တွဲလုံးကသူရဲ့လိုက်တဲ့ grammar pattern ကကြတော့ဒီ must ကိုဖြုတ်ပြီးတော့အမတို့ကဒီမှာ k ဆိုတော့ဒါအမတို့က must k ကိုပြောတာပေါ့နော် must k ကိုပြော must ကိုဖြုတ်ပြီးတော့စအားလုံးနဲ့တွဲတယ်ဒါဆိုလို့ရှိရင်အမတို့ရမယ်နော်ဒါဆိုလို့ရှိရင်လေးပုံလေးတစ်ချက်ဖတ်ကြည့်အောင်長い風呂が終わりで最近少しずつ暖かくなるスズあるဆိုပြီးတော့ပြောတာ။ဒီ長い風呂ဆိုတာကမှတော့ရှည်ရတဲ့ဒီဆောင်းရသည်ကုံဆုံးသွားတာပေါ့နော်။終わりဆိုတာပြီးသွားတဲ့နောက်မှာ最近အခုတလုံး少しずつဆိုတာတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုလို့ရှိရင်暖かくなりますဆိုတာなるပေါ့နော်။暖かになりပေါ့နော်။ must ပြောတာလဲဆိုတော့なりますဆိုတော့暖かになりスズあるဆိုရင်တဖြည်းဖြည်းနှွေးလာတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးပြတရွေ့ပြောင်းလဲနေတယ်နော်အဲ့လိုပုံစံမျိုးတဖြည်းဖြည်းနဲ့နှွေးလာတယ်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခု level လေးဆက်ပြီးတော့ဖတ်ကြည့်အောင်いるよの心配によっているこの病気は治るようになりつつあるဆိုပြီးတော့ပြောတာစိတ်ပညာဒီいるよဆိုစိတ်ပညာရဲ့心配によってဆိုတာဒီစိတ်ပညာရဲ့တိုးတက်မှုတွေကြောင့်ပေါ့နော်この病気はတဲ့ဒီယောဂါဆိုလို့ရှိရင်治るようにပျောက်ကင်အောင်ပေါ့နော်အမှားတော့治ရရနေနားလေးဆိုတာပျောက်ကင်အောင်ကုသလာနိုင်လျက်ရှိတယ်ပေါ့နော်စစအားလို့ဆိုတာဟာဒီလိုမျိုးဖြစ်လျက်ရှိပါတယ်လို့ပြောတဲ့အခါပြောရဖြစ်တဲ့ကြောင့်မလို့ပျောက်ကင်ဒီစိတ်ပညာရဲ့တိုးတက်မှုကြောင့်ဒီယောဂါတွေကပျောက်ကင်နိုင်အောင်ကုသလျက်ရှိတယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ရမယ်ထင်တယ်နော်ဒါဆိုရင်သူက mask ကိုမှအမှား mask ကိုဖြုတ်ပြီးတော့စစအားလို့ပေါင်းတယ်ပေါ့နော်မဆိုရင်အခုခေတ်မှာဆိုအမတို့ cancer တွေဆိုလို့ရှိရင်လည်းအမကုသပျောက်ကင်အောင်ကုသလာနိုင်လာပြီပေါ့နော်ဒီကိုပတ်စံရှိတယ်ဆိုလို့ရှိရင်ဒီဘယ်လိုပဲဖြစ်ပေါ့နော်ပျောက်ကင်အောင်ကုသလာနိုင်ပြီဖြစ်တယ်ပေါ့နော်ဒီနေ့ပညာရေးစေပညာရေးတိုးတက်မှုတွေရပါတော့ဒါဆိုလို့ရှိရင်ဒီစစအားလို့ဟိုရမယ်ထင်တယ်ဒါဆိုနောက်တစ်ခုအမဆက်ပြီးတော့သွားပါမယ်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒေရှောကနိုင်ရဲ့တဲ့ရှောကနိုင်ပေါ့နော်တဲ့ရှောကနိုင်ရဲ့တဲ့တမရနိုင်ရဲ့တဲ့နာရနိုင်ရဲ့တူတူပဲပေါ့နော်ဒီသုံးခုကတူတူပါပဲသူရဲ့အဓိပ္ပာယ်ကကျတော့အရန်ကိုဒီလိုဖြစ်လွန်းနေဆိုပြီးတော့ဖြစ်လာပေါ့နော်အရန်ကိုလွန်းနေဆိုပြီးတော့ပြောတယ်ပေါ့နော်အရန်ကိုဒီလိုဖြစ်လွန်းနေစိတ်မထိန်နိုင်အောင်ဖြစ်ရတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တဲ့ရှောကနိုင်အားကျတော့သူကကျတော့နေ့စဉ်သုံးမှာတော့နော်သူကကျတော့ဘာလဲဆိုရင်နေ့စဉ်သုံးမှာသုံးပြီးတော့တဲ့တမရနိုင်အားကျတော့ဒီခန္ဓာကိုယ်ရဲ့စိတ်ခံစားချက်ပို့ပြီးတော့များတယ်ပေါ့နော်တဲ့နာနာနိုင်ရကြတော့စိတ်ပိုင်းဆိုင်ရာနေပြီးတော့အလိုလိုဖြစ်တာဒီသုံးခုရကွာခြားချက်ပေါ့နော်အဓိပ္ပာယ်ကတော့တူတူပဲအရန်ကိုဒီလိုဖြစ်လွန်နေဆိုပြီးတော့ပြောတာပေါ့နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီတွဲတဲ့ grammar pattern ကဘာလဲဆိုလို့ရှိရင်အမတို့တဲ့နဲ့စတဲ့အတွက်ကြောင့်မလို့ take care နဲ့ပဲတွဲမှာပေါ့နော် take care နဲ့တွဲမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်လေပုံလေးမတော့ဖတ်ကြည့်အောင်ကီနိုခါရတဲ့ဟာကအီတာခုတဲ့တမာရနိုင်မနေ့ကလေးကနေပြီးတော့သွားကဘာဖြစ်လဲဆိုရင်အရန်ကိုကြိုက်လုံးလို့တီးမခံနိုင်ဘူးအရန်ကိုကြိုက်လုံးလို့မခံနိုင်တော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဘာလဲဆိုရင်အီတာခုတဲ့ဝတဲ့တမာရနိုင်ဆိုအရန်ကိုနာလုံးတယ်ပေါ့နော်မနေ့ကလေးကနေပြီးတော့သွားတယ်အရန်ကြိုက်လုံးတော့မခံနိုင်တော့ဘူးပေါ့နော်မြန်မာလိုဘာသာပြန်ရင်တော့အဲ့လိုဖြစ်သွားမှာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တော့ Raymond တစ်ခုထပ်ပြီးတော့ဖတ်ကြည့်အောင်နော် Yugaku suru တဲ့ဘာလဲဆိုလို့ရှိရင်imoto no koto ကတဲ့ရှင်ပိုင်တဲ့နာရာနိုင်ဆိုပြီးတော့ပြောတာပေါ့နော်ဒီပညာနိုင်ငံသားပညာတော်တင်သွားမယ်ညီမလေးအတွက်ဟုတ်ပေါ့နော်ရှင်ပိုင်ဆိုတာမှတော့လည်းဘာဖြစ်လဲဆိုရင်စိတ်ပူတယ်ပေါ့နော်စိတ်ပူတဲ့နာရနိုင်ဆိုလို့ရှိရင်အရန်ကိုစိတ်ပူလွန်နေအရန်ကိုစိတ်ပူ
ဘယ်လိုပြောမလဲရင်ထဲအဲ့လိုခံစားချက်ကြီးဖြစ်လာတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာပေါ့နော်အရန်ကိုစိတ်ပူလွန်နေအရန်ကိုသူ့စိုးရိမ်နေပေါ့နော်ရွေးကောက်ခုလုံးမညီမလေးတော့ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အမဒီ ribbon လေးနဲ့တွဲမှတ်လို့ရှိရင်ပို့ပြီးတော့လည်းမှတ်ရတာလွယ်တယ်ပေါ့နော်အဲ့လိုဆိုတော့ဆောင်းပွဲမှာလည်းသုံးဝင်မယ်လို့ပြောလိုက်ပါတယ်ဒါဆိုလို့ရှိရင်နောက်တစ်ခုဆက်ပြီးတော့ဆက်သွားပါမယ်ဟုတ်ပြီနောက်တစ်ခါကျတော့ site ဂျိုးနေပေါ့နော် site ဂျိုးနေအတိပ္ပယ်ကကျတော့ဒီလိုလုံနေတော့ခေါင်းစင်းမှာပဲမထင်မှတ်ပဲသူကအနှောက်အယှက်ဝင်လာတာဒီလိုလုံနေတော့မှာပဲသူကအနှောက်အယှက်ဝင်လာတဲ့ဟာเนาะအနှောက်အယှက်ဝင်လာတဲ့ဟာကိုပြောချင်တာဖြစ်ပါတယ်ဒီလိုလုံနေတော့မှာအနှောက်အယှက်ဖြစ်သွားတယ်အနှောက်အယှက်ဝင်လာတယ်ပေါ့နော်ဒါဆိုရှင်တခုခုအမတို့အာရုံစိုက်ပြီးလုံနေတဲ့အခါမှာတဲ့ဘာလဲဆိုလို့ရှင်ဒီမှာအရှိန်ဟောင်းကောင်းတဲ့အချိန်မှာပဲပေါ့နော်မထင်မှတ်တဲ့အရာတစ်ခုကဝင်ပြီးတော့နှောက်ယှက်သွားတဲ့အခါမှာသုံးတယ်ပေါ့နော်အဲဆိုလို့ရှိရင်သူကကြတော့ site 2ကကြတော့တိတ် iro နဲ့တွဲတယ်ပေါ့နော် noun ဆိုလို့ရှိရင်တော့အမတို့ noun တော့နဲ့တွဲတယ်ပေါ့နော် noun တော့ site 2နိbut day iro site 2နိပေါ့နော်ဒီလိုလုံနေတဲ့အတော်တွင်းမှာမှအနောက်ရှက်တွေအဟက်ဓာတ်တွေဝင်လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောချင်ပါတယ်ယောရီကိုရှိတဲ့ iro site 2နိတဲ့ဂါဆူကားတဲ့တိုမတ်တေရှင်မှာတာဟင်းချက်နေတော့မှာပဲဥမာဟင်းချက်နေတဲ့အချိန်ကောင်းစိမ်းမှာပဲဟင်းချက်နေတော့မှာပဲဘာဖြစ်သွားလဲဆိုလို့ရှိရင်အမတို့ဘာဖြစ်လဲဂါဆူကားတိုမတ်တေရှင်မှာတာဆိုတော့gas ကုန်သွားတယ်ပေါ့နော် gas မီးပြတ်တော့သွားခဲ့အဲ့တော့မလို့ရှိရင်လည်းဒန်ကီကတိုမတ်တေရှိမှတာဆိုရင်မီးပြတ်သွားခဲ့အမလက်စမီနဲ့ချက်တဲ့လူတို့ဆိုလို့ရှိရင်မတော့လက်စမီပြတ်သွားတာပေါ့နော်ကိုယ်ဟင်းချက်နေတော့မှလက်စမီကပြတ်သွားတယ် gas ကကုန်သွားတာတော့အဲ့လိုမျိုးတွေပြောချင်တာပေါ့နော်ဒီလိုမျိုးအမတို့လုံနေတဲ့အချိန်တော်တွင်းမှာပဲအမအနောက်ရှက်အတားတွေဝင်လာတဲ့အခါကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ရမယ်နော်ဒါဆိုလို့ရှိရင်အမနောက်တစ်ခု ribbon ဆက်ပြီးတော့တောင်းပါမယ်။တိုင်းစိတ်စနာတဲ့ဒန်ဝါနော site ဆိုနေတဲ့ဒါဆိုရှင်အမတို့က noun တော့နဲ့တွေ့ရတာပေါ့နော်။ smart home တော့နဲ့ဒန်ကြီးကခိရတာအရေးကြီးတဲ့ဖုန်းပြောနေတဲ့အချိန်မှာပဲလုံးဝဖုန်းက battery ကုန်သွားတာတော့ power off သွားတာတော့เนาะ။ရိုးဆိုလို့ရှိရင်လုံးဝဖုန်းပူပြီးတော့battery မကုန်ပေမဲ့လည်းပဲဖုန်းပူပြီးတော့ဖုန်းကလုံးဝအောင်ပိတ်သွားတာတော့အဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အမတို့ဒန်စီကခိရတာဆိုတော့ဒါ battery ကုန်သွားတယ်ပေါ့နော်ဒါအရေးကြီးတဲ့ဖုန်းပြောနေတော့မှာပဲဥပမာဆိုအမတို့နောက်တစ်မျိုးအနေနဲ့ပြောရမယ်ဆိုရင် meeting လုပ်နေတဲ့တော့ဒီမှာ meeting ဘာလဲဆိုရင် meeting ကို stay လို့ site ဇိုးနိဘာဖြစ်သွားလဲဆိုလို့ရှိရင်ဖုန်းမြည်လာတယ်တော့နော် meeting လုပ်နေတော့မှာပဲဖုန်းတိုင်ရတာနောက်ရှက်ဟန်တာဖြစ်တယ်ပေါ့နော်ဒီလိုအဲ့လိုပုံစံမျိုးတွေမှာအမတို့က site ဇိုးနိကိုသုံးပါတယ်ဟုတ်ပြီဒါဆိုရင်ဒီ site ဇိုးနိနဲ့ပတ်သက်ပြီးတော့လည်းရမယ်လို့ပြောလိုက်ပါတယ်နောက်တစ်ခုဆက်ပြီးတော့သွားကြရအောင်ခါရတ်တိုအစ်တဲဆိုတာကဒီလိုနဲ့ဆိုပြီးတော့ဒီလိုဆိုရုံနဲ့တင်ပေါ့နော်အလွယ်တွေးလို့မရဘူးဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်ခါရတ်တိုအစ်တဲဆိုတာကဒီလိုလို့ဆိုပြီးတော့ပေါ့နော်အရှိကအချက်ကမှတ်နေဆိုပေမဲ့တဲ့အဲ့ဒီအချက်တစ်ခုကိုအကြောင်းပြပြီးအနောက်ကအချက်တစ်ခုကိုအလွယ်တကူဆုံးဖြတ်လို့မရအောင်အမားတို့ကပြောချင်တာအရှိအချက်ကမှန်တယ်ဒါပေမဲ့အရှိအချက်ကိုအကြောင်းပြပြီးတော့အနောက်အချက်ကိုလည်းအမားတို့အလွယ်တကူဘာလို့လို့မရဘူးလဲဆိုရင်ဆုံးဖြတ်လို့မရအောင်ခါလာတိုအစ်တဲ့ဒီလိုလို့ဆိုပြီးတော့လို့ပြောချင်တာဖြစ်ပါတယ်အနောက်ကစာကြောင်းမှာဘလို့ဟာတွေလိုက်လေးရှိလဲဆိုလို့ရှိရင်ဝါခဲတွေဝနိုင်ဒါတော့မဟုတ်ဘူးတိုးဝါခါကြီးကတိုင်းဒီလိုရေတော့ပုံသေးပြောလို့မရဘူးဆိုတဲ့အတွက်အငင်းတွေပဲလိုက်တာများတယ်ပေါ့နော်များတော့အဖြစ်အငင်းတွေအမားတို့ဘယ်လိုပြောမလဲလိုက်တာများပါတယ်အငင်းတွေလိုက်တာများတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါလေးကိုလည်းနားလည်ပဲထင်တယ်เนาะသူနဲ့တွဲလုံးတွဲတဲ့ဟာတွေကကြတော့အမတို့ vat တွေတွဲတယ်เนาะနောက်တစ်ခါကျ food so care ပေါ့เนาะ g-shock care ဒီပြီးတော့ food so care တွေဒီမှာ noun ဆိုလို့ရှိရင်တော့အမတို့တစ်ခုမှတ်ထားရမှာကဘာလဲဆိုလို့ရှိရင် noun ဆိုလို့ရှိရင်တော့အမတို့ဓာတ်ထည့်တယ်ပေါ့เนาะဟုတ်ပြီเนาะဆိုရင်ရမယ်ထင်ပါတယ်ဒီဟာလေးလည်းလွယ်လေးပဲပေါ့เนาะဒါဆိုလို့ရှိရင်တော့အဲ့ဆိုလို့ရှိရင်သူက level တွေကိုဖတ်ကြည့်အောင်เนาะโอคาเนโมจิဒါခါရတော့အစ်တဲ့ရှာဝါစဲတူဝါခါကြီးကနိုင်โอคาเนโมจิပတ်စံချမ်းသာတယ်ပတ်စံအရန်ချမ်းသာတယ်လို့ဆိုပြီးတော့လည်းပဲရှာဝါစဲတူဝါခါကြီးကနိုင်သူကလုံးဝပျော်ရွှင်တယ်လို့တော့မဆိုလို့နိုင်ပါဘူးပတ်စံအရန်ချမ်းသာတယ်လို့လေဆိုတာအမြင်နဲ့အလုပ်ရှုံနေတာတော့ဘာလို့သူတို့မှအမြင်နဲ့ပျော်ရွှင်မှုဆိုတာလေရှိတဲ့အချိန်ရှိသလိုမရှိတဲ့အချိန်လည်းအဲ့လိုအမြဲတမ်းပျော်ရွှင်နေတာတော့မဟုတ်ဘူးပေါ့နော်ကိုကပတ်စံရှိတယ်ဆိုပြီးသူကတော့အမြဲတမ်းပျော်ရွှင်နေမှာပဲလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပတ်စံရှိတယ်ဆိုပြီးတော့လည်းပဲသူကအမြဲတမ်းဒီရှာဝါစဲဖြစ်မှာမဟုတ်ဘူးလို့ပြောချင်တာဖြစ်ပါတယ်နော်ဒါဆိုရှင်โอคาเนโมจิကကြောင့်အမနောင်ပြတဲ့ကြောင့်မလို့ဓာတ်ထည့်တယ်ပေါ့နော်โอคาเนโมจิဓာတ်ခါလာတိုအစ်တဲ့ရှာဝါစဲတူဝခါကြီးကနိုင်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နော်ရမယ်နော်အဲ့ဆိုနောက်တစ်ခုဆက်ပြီးတော့သွားကြည့်အောင်ယူမေနာဒိုင်ကခုတဲ့ဒတ်တာခါရတိုအစ်တဲ့ရှိကိုတိုဝါဒေကီရုကိုတိုဒေကီရုတိုဝါခါကင်ဟာနိုင်ဆိုပဲယူမေနာဒိုင်ကခုဆိုတာအမတို့နာမည်ကြီးတက္ကသိုလ်တွေရတယ်ပေါ့နော်မဟာဗတ်စထရိုဘာတို့ကပေါ့နော်ဒီနာမည်ကြီးတက္ကသိုလ်ကနေပြီးတော့အမဘွေးရထားတယ်ပေါ့နော် data ခါရဆိုတာဒီနာမည်ကြီးတက္ကသိုလ်ကနေထွက်ထားတာပေါ့နော်ထွက်တာဆိုအကြောင်းပြီးတာတို့ဘွေးရတာတို့ပြောချင်တာပါအဲ့လိုမျိုး
တို့ဆိုပေမဲ့လည်းပဲရှိခိုးတူတဲ့ကီတို့တော့အလုံးလုံးနိုင်မယ်လို့တော့ပုံသေးပြောလို့မရဘူးပေါ့နော်အလုံးလုံးနိုင်မယ်ဆိုပြီးတော့ပုံသေးပြောလို့မရဒီတက္ကသိုလ်ကနေဘွဲရရတယ်ဆိုပေမဲ့လည်းပဲနော်အလုံးလုံးနိုင်မယ်လို့တော့ပုံသေးကတော့ပြောလို့မရဘူးဒီလိုကတော့မဆိုလို့နိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အလွယ်တွေးလို့မရဘူးဆိုတော့ပုံစံမျိုးနဲ့အမှသုံးတာဖြစ်ပါတယ်ခါရတူတဲ့ပေါ့နော်ဒီလိုလို့ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဟုတ်ပြီတော့ရမယ်ထင်ပါတယ်ဒါဆိုလို့ရှိရင်တရားလေးကိုလည်းဟုတ်ပြီဒါဆိုရင်မတော့နောက်တစ်ခုဆက်ပြီးတော့ ray bond တစ်ခုဆက်ပြီးတော့သွားကြအောင်အမအခုပြောတဲ့ဒီဘယ်လိုပြောမလဲလေဘုံတွေကိုလေဘုံတွေဖြစ်ကုန်ပါပြီဒီဘုံဘိုးတွေပေါ့နော်ဒီအမနဲ့တူ run show လုပ်ရင်းနဲ့ဒီနေ့တိုင်းနေ့တစ်နေ့ကိုအချိန်မိနစ်20-25မိနစ်လောက်အချိန်ပေးရုံနဲ့ဒီ ray bond တွေစောင်းပွဲလေးနီးလာပြီဆိုတော့လေအမတော့အစဆုံးလိုက်ပြီးတော့ဖတ်နေလို့လည်းအချိန်လည်းမရှိတော့ဘူးပေါ့နော်အချိန်လည်းအရင်ကုန်လိုက်ဖြစ်တဲ့ကြောင့်မလို့အမတော့စောင်းပွဲနီးလာပြီဆိုလို့ရှိရင်တော့ဒါမေကွန်ဟောင်းတွေကိုပို့ပြီးတော့လုပ်စီချင်တယ်ပေါ့နော်မေကွန်ဟောင်းတွေဒီတလားဆိုလို့ရှိရင်တော့မေကွန်ဟောင်းတွေပဲအမတော့ဂိုင်းစီချင်တော့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဂျွန်တလားပဲအမတော့ချိန်ရှိရဲဆိုတော့လေမေကွန်ဟောင်းတွေအမကိုကအားနေတဲ့ဘိုင်းတွေပေါ့နော် listening reading ပြီးလို့ရှိရင်ဒီမိုဂျီကိုရေးပိုင်းပေါ့နော်ဘယ်ဟာပို့အားနေလဲဆိုတာကိုသိဖို့သိတဲ့တယ်ပေါ့နော်ကိုအားနေတဲ့ဘိုင်းတွေကိုပို့ပြီးတော့ဖိတဲ့တယ်လို့အမထင်ပါတယ်စာတွေကိုအကုန်လုံးအစဆုံးစာအုပ်တော်လုံးလိုက်ဖက်နေတာကဒါကတော့ဒီစာလုပ်တဲ့နီးမဟုတ်ပေါ့နော်အမတို့ကိုနားမလည်တဲ့ဟာတွေကိုဒီဘိုင်းအားနေတယ်ဆိုလို့ရှိရင်လည်းဒီဘိုင်းကိုပို့မ listening အားနေတယ်ဆိုလို့ရှိရင်အမတို့ listening YouTube ကနေပြီးတော့ listening တွေအများကြီးရှာလို့ရတယ်အေးအားနေပြီး listening တွေအမတို့နားထောင်မယ်ကိုဘယ်လိုလေးဟာတွေမှာဘယ်လိုဖြစ်တယ်အမတို့ listening နားထောင်ဘာများလာလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင်ဒီသူ့ရဲ့အထာကို listening အထာကိုသိလာတာပေါ့နော်အထာလို့ပြောရပါပေါ့သူဒီလိုနေရာမှာဆိုရင်သူဘယ်လိုပြောတက်လဲဒီဘိုင်းမှာဆိုရင်ဒီလိုမျိုးပြောတက်လဲဆိုတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဟာတွေပို့ပြီးတော့သိလာမယ်အမလည်းအဲ့လိုပုံစံနဲ့လေ့လာခဲ့တာဖြစ်တဲ့ကြောင့်မလို့အဲ့လိုပုံစံပို့ပြီးအသုံးဝင်မယ်လို့မျှော်လင့်တယ်ပြီးတော့အမဆိုရင် reading အားနေတဲ့လူတွေပေါ့နော် reading အားနေတဲ့လူတွေဆိုလို့ရှိရင်လည်း reading ကိုများများဖတ်မယ်ပေါ့နော်အမတို့များများဖတ်မယ်ပြီးတော့စာတစ်ပိုက်လုံးအမတို့ကတစ်ပုတ်လုံးN2 မှာအမတို့ N3 တို့ N4 တို့လိုမျိုးတစ်ပုတ်လုံးဖတ်ဖို့အချိန်လုံးဝမရှိပါဘူးအမတို့တစ်ပုတ်လုံးဖတ်နေမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အချိန်မလောက်ဘူးဖြစ်မှာမယ်အချိန်မလောက်ဘူးအချိန်မမီဘူးဖြစ်မှာသိကြပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုးမဖြစ်ရအောင်ပေါ့နော်အမကတော့ဒီ scamming လောက်တာပေါ့နော်ဒီစာပိုက်တစ်ပိုက်လုံးသူကဘာပြောချင်တာလဲဘာလို့ဆိုလိုချင်တာလဲဆိုတော့အဲ့ဒါကိုသိဖို့ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ keyboard တွေပေါ့နော်ဥပမာဆိုရင်သူကဂျီဆူကတကယ်ကတော့ဒါဘာပြောပါလဲစာရေးသူကဘာလို့ဆိုလိုချင်တာလဲအဲ့လိုမျိုးအမတို့ရေးဖတ်တဲ့အခါမှာအပေါ်ပိုင်းအစတစ်ချောင်းအောက်ဆုံးတစ်ချောင်းကအဓိကအရေးကြီးတာအပိုင်းဖြစ်ပါတယ်နော်အဲ့လိုမျိုးဆိုတော့ဒီအဲ့လိုမျိုးဟာတွေပေါ့နော်ကိုအားနေတဲ့အပိုင်းတွေမှာပို့ပြီးတော့ဖိစီချင်ပါတယ်နော်စာတွေကိုအစကနေအဆုံးပြန်လုပ်နေတာမျိုးမဟုတ်ပဲနဲ့ဒီမိကွန်းဟောင်းတွေကိုပို့ပြီးလေ့ကျင့်တာအဆောင်ပွဲအတွက်ပို့ထိရောက်မယ်လို့အမှားကတော့အကြံပေးချင်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်စပြီးတော့ဒီနောက်တစ်ခုတို့ဆက်ပြီးတော့သွားမယ်နော်အိုဆိုလေကအားတို့ဆိုရင်အတိတ်ပဲကသွားကြတော့ဒီလိုမျိုးဖြစ်လာနိုင်ခြေရှိတယ်ပေါ့နော်ဖြစ်လာနိုင်ခြေတဲ့အခါမှာသွားကြဆိုးကျိုးကိုပြောတဲ့အခါမှာပေါ့နော်ဒီမှာအန်ဒီရဲရှိရဆိုးကျိုးဆိုတဲ့ပြောတဲ့ကြောင့်မတော့မကောင်းတဲ့အရာတွေပဲပေါ့နော်အနာဂတ်မှာတဲ့မကောင်းတဲ့ကိစ္စတစ်ခုကိုဒါမှမဟုတ်ဆိုရှင်တဲ့အမှာတော့ဘေးထွက်ဆိုးကျိုးတစ်ခုခုကဖြစ်လာနိုင်ခြေရှိတယ်လို့သတိပေးတဲ့အခါတွေသတင်းထုတ်ပြန်တဲ့အခါတွေမှာသုံးလာတယ်နော်အမပြောခဲ့သလိုပဲကောင်းတဲ့ကိစ္စတွေမှာလုံးဝအမတို့မသုံးဘူးပေါ့နော်။အိုဆိုတွေကအားလုံးကကြတော့အမတို့ကောင်းတဲ့ကိစ္စတွေမှာသုံးလားဆိုတော့မသုံးဘူးပေါ့နော်။သူရဲ့ဟာကကြတော့ verb dictionary form verb 9အိုဆိုတွေကအားလုံးစိုးရင်ဖွေးစရာရှိတယ်ဖြစ်လာနိုင်ခြေရှိတယ်ဒီ အနေရရှိတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးပြောချင်တာဖြစ်ပါတယ်နော်။အဲဆိုရင်အမတို့လေပုံလေးဖတ်ကြည့်အောင်နော်။တိုင်ဖွန်ကားတဲ့ခူးရနော်တဲ့အိုးအမေနိနာရုအိုဆိုတွေကအားလုံးတိုင်ဖွန်ကလာတဲ့ပြောကြောင့်မို့လို့တိုင်ဖွန်လာမဲ့အတွက်ကြောင့်မို့လို့အိုးအမေဆိုတာအမတို့မိုးကြီးတာပေါ့နော်။မိုးအကြီးကြီးတွေရွာတာအဲ့ဒီဟာတွေကစိုးရင်ဖွေးစရာရှိတယ်ဖြစ်လာနိုင်ခြေရှိတယ်အနေရရှိတယ်ပေါ့နော်။တော့ကြောင့်မကောင်းတဲ့ကိစ္စတွေပဲတွေ့ရတဲ့ကြောင့်မို့လို့ပေါ့နော်တိုင်ဖုန်းလာတဲ့ကြောင့်မို့လို့အိုးအမယ်နိနာတို့အိုဆိုတွေကအားတို့တိုင်ဖုန်းလာတဲ့ကြောင့်မို့လို့မိုးကြီးမဲ့အန်ဒီရရှိတယ်မိုးကြီးတာတွေဖြစ်လာနိုင်ခြေရှိတယ်ဒီလိုမျိုးဆိုးကျိုးတွေဖြစ်လာနိုင်ခြေရှိတဲ့အခါမှာမတို့သုံးပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုပေါ့နော်အီမာရဲ့စုကူတဲ့ရှူရီရှိနိုင်တို့တဲ့ခိကိုင်ခဘာလဲဆိုရင်ခိုးရတယ်လို့အိုဆိုတွေကအားလို့ပေါ့နော်အီမာစုကူတဲ့ဘာလဲဆိုလို့ရှိရင်ကူးချက်ချင်းပေါ့နော်အမတို့ရှူရီရှိနိုင်ဆိုတာကပြုပြင်တာရှူရီရှိနိုင်ဆိုတာမပြုပြင်ဘူးဆိုလို့ရှိရင်ပေါ့နော်မစပ်ပေးမယ်ဖြစ်အမစက်တစ်ခုခုပဲဖြစ်ပေါ့နော်ဒီလိုမျိုးချက်ချင်းမပြုပြင်ဘူးဆိုလို့ရှိရင်ဒီခိကိုင်ဆိုတဲ့စက်ကားတဲ့ဘာလဲဆိုရင်ခိုးရတယ်ဆိုတာကအမတို့ပျက်စီးတယ်ပေါ့နော်ခွာတယ်တို့အိုဆိုတွေကအားလို့ဆိုပြီးတော့ပြောတာပေါ့နော်ဒီပစ္စည်းသွားနိုင်ချေရှိတယ်ပေါ့နော်ချက်ချင်းမပြုတ်ပြင်ဘူးဆိုရင်ဒီဆက်ကိုဒီတိုင်းထားလာမယ်ချက်ချင်းမပြုတ်ပြင်ဘူးဆိုလို့ရှိရင်အမတို့ဘာဖြစ်သွားနိုင်ချေရှိလဲဆိုရင်ဆက်ပစ္စည်းသွားနိုင်ချေရှိတယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဟ
ဟုတ်ပြီရမယ်ထင်ပါတယ်နော်ဒီဟာလေးကိုလည်းဆိုတဲ့ကအားတို့ကလည်းလွယ်ပါတယ်ဖောင်းဝဲမှာလည်းမေးများရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုနောက်တစ်ခုဆက်ပြီးတော့သွားကြရအောင်နိအာတာတေနိအာတာတွေပေါ့နော်ဟုတ်ပြီဒီဟာကျတော့အမတို့ဒီနိုင်တန်းတွေကိုပြုတ်လို့ရတယ်ပေါ့နော်ဒီဟာတစ်ခုခုကိုပြုတ်လို့ရတယ်သူကကျဘလို့အချိန်နေမှာလဲနော်ဘလို့အချိန်နေမှာလဲဆိုတော့အမတို့အရေးကြီးတဲ့အချိန်နေပေါ့နော်ဘလို့အချိန်နေမှာလဲဆိုရင်အရေးကြီးတဲ့အချိန်နေမှာပြုတ်လို့ရတဲ့အခါမှာပေါ့နော်အနာဂတ်မှာတဲ့အမတို့အရေးကြီးတဲ့ကိစ္စတစ်ခုခုပြုတ်လို့တာဘလို့ကိစ္စတွေပြုတ်လို့ရတယ်ဆိုတော့အမတို့ဆိုင်ရင်သိဖွင့်တာဥပမာဆိုခရီးသွားတာလက်ထပ်တာပေါ့နော်အဲ့လိုမျိုးပြုတ်လို့တဲ့အခါတွေမှာတဲ့ပြင်ဆင်တဲ့အချိန်မှာအစပြိုးတဲ့အချိန်မှာပေါ့နော်အစပြိုးတဲ့အချိန်မှာလေးလေးနက်နက်သုံးတဲ့ဒီစကလုံးပေါ့နော်လေးနက်နက်သုံးတဲ့အစာဆန်တဲ့အတော့စာဆန်တဲ့စကားလုံးဖြစ်ပါတယ်ပေါ့နော်ပြုအမတို့သိထားရမှာနိအာတတရားကြောင့်ဒီဟာကိုပြုလုပ်တဲ့အချိန်မှာဒါဆိုပေမဲ့လည်းဘယ်လိုအချိန်မှာလဲဆိုအရေးကြီးတဲ့အချိန်မှာနော်အရေးကြီးတဲ့အချိန်မှာပြောတာဖြစ်ပါတယ်သူ့ရဲ့ပတ်တန်တွေကကြောင့်အမတို့ dictionary form dictionary form ရဲ့ noun ရဲ့ပေါ့နော် noun dictionary form နိအာတတဲ့ noun နိအာတတဲ့ဆိုပြီးတော့သုံးပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာလဲပုံလေးတစ်ချက်ဖတ်ကြည့်အောင်နော်ဘာလဲဆိုရင်စုစုပြောနိအာတာတဲ့အိုရဲဤကိုတဲ့နော်ဘဲတိုင်းဆိုပြီးပြောတာပေါ့နော်ဘွေးယူတဲ့အချိန်မှာဆိုလို့ရှိရင်အမတို့အိုရဲဆိုတဲ့ဒီကွန်ပျူတာကျေးဇူးတင်တာတွေကိုနော်ဘဲတိုင်းဆိုတာကတော့အမတို့ဖော်ပြချင်တာပေါ့နော်ဖော်ပြချင်တယ်ပြောတယ်ပေါ့နော်ဘွေးယူတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကျေးဇူးတင်ချောင်းပေါ့နော်ကျေးဇူးတင်ထိုက်တဲ့သူတွေကိုကျေးဇူးတင်ချောင်းကတော့ဒါကတော့ပြောတယ်ပေါ့နော်ပြောလို့တယ်ဆိုပြီးပြောတာဖြစ်တာဒါကြောင့်အမလည်းပြောတာလေလက်ထပ်တာတို့စိုင်းသိဖွယ်တာခီးသွားတာလို့ဆိုပေမဲ့လည်းပဲဒီဘွေးယူတဲ့အချိန်ကြီးဆိုတာဒါအရေးကြီးတဲ့အချိန်တွေပေါ့နော်ဒီလိုအချိန်လေးမျိုးอ่ะဆိုလို့ရှိရင်အမတို့ကနိအာတာတဲ့ကိုသုံးပါတယ်ဟုတ်ပြီနော်ရမယ်တင်ပါတယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဆက်ပြီးတော့သွားပါမယ်နော်အတာရရှိရှိကတော့ဟာဂျီမဲရိုနိအာတာတဲ့ဂျွန်ဘီကိုရှိတာဆိုပြီးပြောပါနော်အတာရရှိရှိကတော့ဆိုတာကအမအလုတ်တစ်ပေါ့နော်အလုတ်တစ်ကိုစတဲ့အချိန်မှာဒီလိုအလုတ်တစ်စတဲ့အချိန်ဆိုရင်ဒါအရေးကြီးတဲ့အချိန်ပဲပေါ့နော်အလုတ်တစ်စတဲ့အချိန်မှာဂျွန်ဘီကိုရှိတာဆိုတာကအမတို့ပြင်ဆင်မှုတွေကိုပြင်ဆင်ခဲ့ပါတယ်လို့ပြောဖြစ်ပါတယ်နော်ဒါဆိုရှင်ဒီလိုအရေးကြီးတဲ့အချိန်တွေစိုင်းဖွေးတဲ့အချိန်တွေမှာခက်ခွန်းလုပ်တဲ့အချိန်တွေဆိုလည်းပဲပါတော့အမတို့ဘာဖြစ်လဲဆိုရင်အရေးကြီးတဲ့အချိန်တွေပေါ့နော်ဟုတ်ပြီရမယ်တင်ပါတယ်ရမယ်တင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီနိအာတာတဲနိအာတာတို့ရဲ့အဓိပ္ပာယ်ကိုလည်းနားလည်မယ်လို့ပြောလိုက်ပါတယ်ဒီလိုပြုလုပ်ရတဲ့အချိန်မှာအရေးကြီးတဲ့အချိန်တွေကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့အမပြောရနည်းနည်းမြန်နေလားတော့မသိပေမဲ့လေဒီအန်ဒူလေးရောက်လာပြီဆိုတာလေးနည်းနည်းမြန်လေးပြောလိုက်တာဖြစ်တယ်ပေါ့နော်ပြီးတော့လေဘုံတွေကလည်းလွယ်လွယ်လေးတွေပဲဆိုတော့လေနော်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကကြတော့ယာရပေါ့နော်ယာရဆိုပြီးတော့ပြောတာဖြစ်ပါတယ်အဓိပ္ပာယ်ကကြတော့တွေရောဓာရောပေါ့နော်ဒီလိုမျိုးရှုပ်ရှက်ခတ်နေတာကိုပြောတာဖြစ်တယ်ပေါ့နော်သူရဲ့အဓိပ္ပာယ်ကိုတစ်ချက်ပြီးတော့အမတို့တစ်ဖက်ကြည့်အောင်နော်နမူနာတွေကိုကောင်းနှုတ်ပြတာတဲ့အမတို့နမူနာတွေကိုကောင်းနှုတ်ပြတာဖြစ်ပေမဲ့လည်းစိတ်ထဲမှာအများကြီးပဲဘာတွေမှလည်းမသိတော့ဘူးအဲ့လိုမျိုးရှုပ်ရှက်ခတ်နေတယ်အမတို့ဗယန်းပဓာဖြစ်နေတယ်ဆိုတော့ဒီမောပန်းနဲ့စိတ်ရှုပ်တဲ့ခံစားချက်တွေပေါ့နော်ပါဝင်တယ်နမူနာတွေကိုကောင်းတော့ပြတာဖြစ်ပြီး message ထဲမှာအများကြီးပဲဘာတွေမှလည်းမသိတော့ဘူးအမျိုးရှုပ်ရှက်ခတ်နေတယ်ဗယန်းမတာဖြစ်နေတယ်ဆိုတော့ဒီမောပန်းနဲ့စိတ်ခံစားချက်တွေစိတ်ရှုပ်တဲ့ခံစားချက်တွေပါဝင်တယ်ပေါ့နော်သူ့ရဲ့ပတ်တန်ကကြတော့အမတို့ဘာတွဲလဲဆိုလို့ရှိရင် noun တွဲတယ်ပေါ့နော် noun ပြီးလို့ရှိရင်တော့ G-shock ခဲတွဲတယ်ဘာပြီးလို့ရှိရင်ယာရပေါ့နော်မယာရဆိုပြီးတော့တွဲတာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်သူရလဲပုံးတွေကိုအမားတို့ဆက်ပြီးတော့တွက်ဖတ်ကြည့်ကြမယ်နော်စုကွဲရတော့ OA နေတဲ့ခောကရှော်ရလာနို့တူရတာကတဲ့ဘာလဲဆိုရင်ချီရာခတ်တေးတို့ပေါ့နော်ချီရာခတ်တေးတို့စုခုတော့ OA ဆိုအမားတို့စပွဲပေါ်မှာခောကရှော်တွေဆိုဖတ်စာအုပ်တွေအဲ့ဒါတွေကိုဖတ်စာအုပ်တွေရောနို့တူတွေရောရှိသေးတယ်ပေါ့နော်နောက်ထပ်အဲ့လိုမျိုးဟာတွေအမားတို့ရတာဒီလိုတွေရောအများကြီးပေါ့အဲ့လိုပုံစံမျိုးအော်ချီရာခတ်တဲ့ဝေလို့ဆိုတာကတော့ကျတော့ရှုပ်ပွားနေတာကဘယ်လိုပြောမလဲဘာရာဖြစ်နေတာလို့ပြောတာ ਨੇ တူတူပဲဘာရာဆိုအဲ့လိုတကွဲတပြားစီပြက်ကြဲဖြစ်နေတာပေါ့နော်အဲ့လိုပုံစံမျိုးပြဗယန်းပဓာဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်တယ်ပေါ့နော်အစင်းစကွဲရတော့ဝဲနေကြောကရှော်ရနို့တူရတာတဲ့ဘာလဲဆိုရင်ချီလာကတေးလို့ပေါ့နော်ဗယန်းပဓာဖြစ်နေတယ်ဒီဟာတွေကပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုဆက်ပြီးတော့လေပုံးတွေတစ်ဆက်ကြည့်အောင်ချီကိုကူမိုင်နေတဲ့နိမိုဆိုနော်တဲ့ဂျွန်ဘီယာတက်ဆူစကီရတာပေါ့နော်ဒီမိုဆိုနော်ဂျွန်ဘီယာလာတက်ဆူစကီရတာဝါတဲ့ဟွန်တုံးနိတိုင်ဟန်တာဆိုပြီးတော့ပြောတယ်နိုင်ငံမပြန်ခင်မှာဆိုလို့ရှိရင်ဒါတုံးကတော့မဟုတ်ပေါ့နော်နိုင်ငံမပြန်ခင်မှာအမတို့ကဘာလဲဆိုရင်ချီကိုကူမိုင်ရောနိုင်ငံမပြန်ခင်မှာဆိုလို့ရှိရင်ဒါနိမိုဆိုရဲ့ဂျွန်ဘီတွေ
နော်တက်စုစုကီတွေဒါလုတ်တုံလုံးနေတယ်အမတို့အများကြီးလောက်ရမှာနိုင်ငံပြန်မယ်ဆိုလို့ရှိရင်လည်းအမတို့ဒီနေ့မို့ဆိုဂျွန်ပြီးလောက်ရတာတွေပြီးလို့ရှိရင်ဂျပန်မှာဆိုပြန်ချင်တိုင်းပြန်လို့မရအောင်ပေါ့နော်အဲ့လိုပုံစံမျိုးတွေဒီအမတို့ရှာကိုရှောအကြောင်းကြားရတာတွေနော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုတွေအများကြီးအမတို့တနေရာပြောင်းရင်တော့မှအမတို့လုတ်တုံလုံးနေတွေအများကြီးပေါ့နော်နိုင်ငံပြန်ဖို့မပြောနဲ့အောင်ဒီတနေရာကနေတနေရာဒီဒေသနဲ့တခြားဒေသကိုရွှေ့မယ်ဆိုရင်တော့မှသူ့ရဲ့တက်စုစုကီတွေကအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေကိုပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နိမိုဆိုတော့တက်စုစုကီကနိမိုဆိုတော့ဂျွန်ပြီးယာရတက်စုစုကီယာရတဲ့ဟွန်တိုနီဒိုင်ဟန်တာအရန်ကိုဒီကိစ္စတွေနဲ့အရန်ကိုလှုပ်ရှုပ်တယ်အရန်ကိုပင်ပန်းတယ်လို့ပြောတာနော်အရန်ကိုပင်ပန်းတယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုရင်ယာလာကိုလည်းရမယ်ထင်ပါတယ်နော်နောက်တစ်ခုဆက်ပြီးတော့သွားပါမယ်မိုနိုတို့ရဲ့အဓိပ္ပာယ်ကကြတော့လေဒေါ်လဲပဲဘေမဲ့လေပေါ့နော်သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဒေါ်လဲဘေမဲ့လေလို့ပြောတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမကဒါလေးကမှားတယ်ဒါလေးကတစ်ချက်ပြန်လိုက်ပါမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကခဲတဲ့တို့မို့ပေါ့နော်ခဲတဲ့တို့မို့နဲ့အဓိပ္ပာယ်တူတယ်တဲ့ discare တို့မို့အမတို့စကားပြောမှာအမြဲသုံးတယ်နော်ဒီလိုဖြစ်ပေမဲ့လေပဲဆိုတော့စကားပြောနေသူကပို့ပြီးတော့စာဆန်တယ်ပေါ့နော်မိုနိုတော့ကပို့ပြီးတော့စာဆန်တယ်အမတို့စကားပြောမှာခဲတဲ့တို့မို့ဒီလိုဖြစ်လာလဲပဲအဲ့လိုပုံစံမျိုးပေါ့နော်ပြောတဲ့အခါမှာသူကကြာစကားပြောပေါ့နော်ခဲတဲ့တို့ကကြာစကားပြောရာကြတော့သူကပို့ပြီးစာဆန်တယ်အရှိအချက်တော့ဟုတ်ပါတယ်ဒါပေမဲ့လက်တွေ့အနောက်ကချက်ကတော့ကိုထင်တယ်လို့ဖြစ်မလာဘူးဆိုတဲ့ဒီစာရေးသားချင်တဲ့အခါမှာအမတို့ကသုံးနေဖြစ်ပါတယ်နော်ဒါဆိုရင်သူ့ရဲ့ခဲရကြတော့အမတို့ focus ခဲလိုက်တယ်ပေါ့နော်နောက်တစ်ခါကျတော့ noun ဆိုလို့ရှိရင်တော့ noun ဒေဝအာရုဆိုပြီးတော့လည်းတွဲတယ် mono တော့ပေါ့နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အမတို့လေပုံးတွေကိုတွားပြီးတော့ဖတ်ကြည့်ရအောင်日本語の文法で覚えたもののうまく話せないဂျပန်တရားတွေဒီဂျပန်ဘုံဘိုးတွေကို覚えたもののမှတ်မိတယ် grammar တွေမှတ်မိတယ်အမတို့ grammar တွေလည်းမှတ်မိတယ်เนาะဒီစာလုံးတွေလည်းမှတ်မိတယ်ဒါပေမဲ့ဥမာကွာနာစင်တိုင်းသူဒီချာတော့ကျွမ်းကျင်ချင်တော့အမတို့မလုပ်ရလဲဆိုရင်မပြောနိုင်သေးဘူးပေါ့နော်မပြောတတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဖုစုကဲပြောတဲ့ကြောင့်မလို့အမတို့ကဒီမှာဖုစုကဲတွေတုံးလို့ရတယ်ပေါ့နော်မိုနိုနော့ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒေါ်လေးဖေးမြစ်လေပေါ့နော်သူကပို့ပြီးတော့စာဆန်တဲ့အတုံးလုံးဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့လေဘွန်တွေကိုဆက်ပြီးတော့ဖတ်ကြရအောင် Q ရောကတဲ့အခါတမူနိုနော်တဲ့လာစာတက်လာပြီမဲ့လေတဲ့ဘာလဲဆိုလို့ရှိရင်ဘုကတကတဲ့စေကစုဝတာနိုရှိနိနာရနိုင်ပေါ့နော်အဲ့ဆို Q ရောအမတို့လာစာတွေတက်လာတယ်ပေါ့နော်အခါတမူနိုနော်လာစာတွေတက်လာပြီမဲ့လေဒါဆိုရင်သူအနောက်မှာအမတို့ဒီလိုက်တဲ့ဟာတွေအမတို့စဉ်းစားလို့ရသွားပြီဘာလဲဆိုရင် तू ကဒီလိုဖြစ်လာပေမဲ့လေဆိုတော့အနောက်မှာကောင်းတာတွေလိုက်မှာမကောင်းတာတွေလိုက်မှာကိုမထင်တာတဲ့အရာတွေလိုက်မှာဆိုတော့မဖြစ်တာကိုမထင်တာတဲ့မမျှော်လင့်ထားတဲ့အရာတွေလိုက်မှာဆိုတော့ तू ကအနောက်မှာတိတ်ပြီးတော့မကောင်းတာတွေပေါ့နော်မကောင်းတာတွေဆိုတာတဲ့နိုင်တွေပေါ့နော်ဒီမနဲ့ဒီမဖြစ်ဘူးမပြောဘူးမသွားဘူးမစားဘူးအဲ့လိုပုံစံမျိုးအငင်းတွေပေါ့နော်ပြောရဆိုရင်အငင်းတွေလိုက်တာကိုနားလေသဘောပေါက်ဖို့လိုပါတယ်เนาะမိုနိုနောကိုပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘုကတာကတဲ့ဆိုတာကုံစင်းတော်မြင့်မာမှုတွေတဲ့ကြောင့်စေကဆူဝတာနိုရှိနိနာရနိုင်ဆိုတာကအမတို့ဒီကုံစင်းတော်မြင့်မာမှုတွေကြောင့်လူနေမှုဘဝပေါ့နော်စေကဆူတွေကပုံမို့ခြောင်ချိမလာအောင်ပေါ့နော်လာစာတက်လဲပဲကုံစင်းတော်တွေကလည်းလိုက်တက်တယ်လာစာတွေတူလိုက်တက်တယ်ကြောင့်မလို့အမတို့စေကဆူတွေကတော့တာနိုရှိနိနာရနိုင်မဖြစ်နာရနိုင်ပေါ့နော်အဲ့ဒါကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီဟာလေးလေးရမယ်လို့မှပြောလိုက်ပါတယ်နောက်တစ်ခုဆက်ပြီးတော့သွားကြည့်အောင်เนาะတာတုတန်ဆိုပြီးတော့ပြောပါတယ်တာတုတန်ဆိုတာကဒီမှာကျတော့ vector ပေါ့เนาะသူကဒီ verb ပြီးချင်းဆိုသလိုပေါ့เนาะ verb ပြီးချင်းဆိုသလိုချက်ချင်းပေါ့เนาะအဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်သူရဲ့ဒီမှာကလိုက်တဲ့ဟာကအမားတို့ကဘာလဲဆိုလို့ရှိရင်တာဖြစ်တဲ့ကြောင့်မလို့တာတုတန်ပေါ့เนาะ vector တုတန် vector နဲ့ချက်ချင်းပေါ့เนาะအချိန်တစ်ခုပြီးဆုံးသွားတဲ့အခါမှာအချိန်တစ်ခုပြီးဆုံးသွားတစ်စက္ကန့်အမားတို့ပြောချင်တာเนาะဒီဟာအဓိကပိုက်ကတစ်စက္ကန့်တစ်ခဏလေးအတွင်းမှာပဲတဲ့နောက်ထပ်ဘာလဲဆိုလို့ရှိရင်နောက်ထပ်မတင်မှတ်ထားတဲ့အခြေအနေအပြောင်းလဲဒီလှုပ်ရှားမှုတွေတခုခုရုတ်တရက်ထားဖြစ်တာကိုပြောတာဖြစ်တယ်ပေါ့နော်ရုတ်တရက်ထားဖြစ်တာမှနားမှာအိုးဘယ်လိုဖြစ်ကုန်မလဲမသိဘူးခဏလေးရုတ်တရက်အမားတို့ထားဖြစ်လာတဲ့အခါမျိုးတွေမှာတုံးတယ်အခြေအနေတစ်ခုပြီးဆုံးသွားတယ်တစ်စက္ကန့်ဒါမှမဟုတ်လို့ရှိရင်တစ်ခဏလေးအတွင်းမှာပဲတာတုတန်ဆိုတာဒီလိုမျက်စိလက်တပြက်လားအဲ့လိုမျိုးအတွင်းမှာပဲရုတ်တရက်ထားဖြစ်တဲ့အခြေအနေပြောတာပြရနော်ဒီလိုပြီးချင်းဆိုလိုချက်ချင်းကိုပြောတာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီမှာလေပုံးလေးတစ်ချက်ဖတ်ကြည့်အောင်နော်လွယ်လွယ်လေးပဲဒီဟာလေးလေဟုတ်ပြီဒါဆိုလို့ရှိရင်စိုးတုံနေတဲ့ဒေတာတုတ်တဲ့အမေကဖလိုရီဒါရှိတာဆိုတာကမိုးရွာခဲ့တယ်ပေါ့နော်ဒီမှာကတော့မိုးစကြောင်တဲဆိုပြီးတော့ရေးရတယ်ပေါ့နော်ဒါ
တော့မှားနေပါတယ်မိုးရွာခဲ့တယ်ပေါ့နော်အဲဆိုလို့ရှိရင်စိုးတုန်ဒီဒေတာတုတ်တန်းဆိုတာကအပြင်ကိုထွက်လိုက်တာနဲ့ချက်ချင်းကိုပဲအမေကဖူကကိုကအပြင်ထွက်လိုက်တာနဲ့ချက်ချင်းကိုမိုးကဘုံကလေးဆိုရွာချလာတယ်ပေါ့နော်အမေကဖူဒီတာရှိတာမိုးရွာခဲ့ပါတယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ပြီးတော့ဒါကိုလည်းရမယ်နော်မျက်လုံးမှာမြင်မှာပေါ့နော်ဒီလိုမျိုးတစ်စက္ကန့်လေးတွင်းမှာပဲရုပ်တရက်ထားဖြစ်တာပြောတာဖြစ်တယ်ပေါ့နော်မျက်လုံးထဲမှာကိုယ်မြင်မယ်လို့ထင်ပါတယ်အဲဆိုရင်နောက်တစ်ခုဒိုးဟိုတဲ့အာခေတာတုတ်တန်နီးရဲ့နေကိုကားတဲ့တိုဘီသားစတော့ဒီတကားကိုဖွင့်လိုက်တာနဲ့ဆက်ချင်းကြောင်ကပါပြတ်သွားတယ်ခုံထွက်သွားတယ်ခွေးတွေကခုံပြီးတော့ထွက်သွားတယ်အပြင်ကိုတကားဖွင့်လိုက်တဲ့ချိန်သူကဆက်ချင်းကိုပြေးထွက်သွားတယ်ပေါ့နော်အဲလိုပုံစံမျိုးပြောတာဖြစ်ပါတယ်ဒါတုတ်တန်ဆိုတဲ့ဟာကိုနားလည်မယ်လို့ပြောလိုက်ပါတယ်ဟုတ်ပြီနောက်တစ်ခုစပြီနောက်တစ်ခုပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့မေကုတေမေကူရုပေါ့နော်နိုင်နာနီကိုမေကုတေနိုင်နာနီကိုမေကူရုဆိုပြီးတော့ပြောအဓိပ္ပာယ်ကကျတော့သူကနှစ်ပတ်သက်ပြီးဒါကိုဘိုးပြုတ်ပြီးတော့ပေါ့နော်ဒီသူကကြောင့်ငင်းခုန်တာပြိုင်ဆိုင်တာတွေနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်ငင်းခုန်တာပြိုင်ဆိုင်တာပေါ့နော်အကြောင်းအရာတစ်ခုခုတော့မပြဿနာတစ်ခုခုကိုတဲ့အမတော့ဝေဖန်ကြတယ်ငင်းခုန်ကြတယ်ပြိုင်ဆိုင်ကြတယ်အဲ့လိုမျိုးအခါမျိုးမှာအမတို့ကသုံးတယ်ပေါ့နော်ဒီဟာလေးတွေကိုမှတ်ထားစေချင်ပါတယ်ဝေဖန်ကြတယ်ငင်းခုန်ကြတယ်ပြိုင်ဆိုင်ကြတယ်အကြောင်းအရာတစ်ခုခုပြဿနာတစ်ခုခုအမတို့ကဝေဖန်ကြတယ်ငင်းခုန်ကြတယ်ပြိုင်ဆိုင်ကြတယ်အဲ့လိုနေရာမျိုးမှာသုံးတယ်ပေါ့နော်သူရဲ့နောက်မှာဗာလဲဆိုရင်ဤခံကဝါကတဲ့တို့နောက်တစ်ခါကျတော့ဗာလဲဆိုအာရဆိုဆိုတယ်မှာတော့ရှင်းပြရင်လည်းပေါ့နော်ဒီဣခံဆိုတာကကိုယ့်ရဲ့ထင်မြင်ချက်ယူဆချက်တွေကဘာဖြစ်လဲဆိုလို့ရှိရင်ခြားနားနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအာရဆိုဆိုတာလည်းမှာတော့ရှင်းပြရင်လည်းစတဲ့စကလုံးတွေသူ့ရဲ့အနောက်မှာလိုက်တက်တယ်ပေါ့နော်သူကကြတော့ရှင်းမှာနောင်းနဲ့ပါလိုက်တယ်နောက်တော့မှာတော့နောင်းကိုမဲကုတယ်ပေါ့နော်ဒီဟာကိုဒါနဲ့ပတ်သက်ပြီးတော့ဒါကိုဘိုးပြုတ်ပြီးတော့ပေါ့နော်ရဆိုမီနိုဟီကိုတဲ့မဲကုတယ်ဟာနာရှိဟာနာရှိယာကြီးကိုတဲ့ရှိသားတဲ့ပယံနဲ့ပတ်သက်ပြီးတော့အမတို့ဟာနာရှိယာကြီးဆိုတော့အမတို့ဆွေးနွေးကြတယ်ပေါ့နော်ပယံနဲ့ပတ်သက်ပြီးတော့အမတို့ဆွေးနွေးကြတယ်ဒါကတော့အမတို့ကဝေဖန်ကြတယ်ငင်းခုန်ကြတယ်ပြန်ဆန်ကြတယ်တော့မပါဘူးပေါ့နော်အမဒီလွယ်လွယ်လေးလဲပုံးလေးထည့်ထားပြီးတော့ကြောက်မှာပေါ့နော်ဟုတ်ပြီအခနဲ့ကိုမဲကိုတဲ့ပတ်စံနဲ့ပတ်သက်ပြီးတော့ခံကာနီနာတာဆိုတာရန်ဖြစ်ကြတယ်ပေါ့နော်ဒီပတ်စံနဲ့ပတ်သက်ပြီးတော့ပတ်စံကိုဘိုးပြုတ်ပြီးတော့ငင်းခုန်ကြတယ်ပြန်ဆိုင်ကြတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်မိဘရဲ့အမွေနဲ့ပတ်သက်ပြီးတော့မောင်နှမတွေကဘာလို့ကြလဲဆိုရင်ငင်းခုန်ကြတယ်ငင်းခုန်ကြတဲ့ဒီအမွေရောက်ဖို့တော့ပြန်ဆိုင်ကြတယ်အဲ့လိုမျိုးနေရာတွေမှာလည်းအမတို့သုံးတယ်ပေါ့နော်ဒီအာရဆိုရှင်းပြကြတယ်ဤခံတွေကလည်းကွဲပြားခြားနားတယ်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ငင်းခုန်ကြတယ်ပြိုင်ဆိုင်ကြတယ်အဲ့လိုမျိုးနေရာတွေမှာပို့ပြီးတော့သုံးတယ်ပေါ့နော်ဒါတော့အမလွယ်တဲ့လေပုံးတွေနဲ့မှတ်မိလွယ်အောင်ရေးထားပေးတဲ့အတွက်ကြောင့်မလို့သိပြီးတော့မခက်ခဲတဲ့ဒီလေပုံးတွေနဲ့တွဲထားပေးတာအတွက်ကြောင့်မို့နော်တူတူလေးတွေနဲ့တွဲထားပေးတာဖြစ်အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်ဒါဆိုရင်ဝိုးမေကုတေကတော့ဘယ်မေကုတေကိုနားလဲတည်တည်ကြနားလဲသွားမယ်လို့မျှော်လင့်ပါတယ်သူကနှစ်ပတ်သက်ပြီးဒါကိုဘိုးပြုတ်ပြီးတော့မှတော့ငင်းခုန်တယ်ပြိုင်ဆိုင်တယ်ဝေဖန်တယ်ဆိုတာနဲ့သူ့ရဲ့အနောက်မှာအဲ့လိုဟာတွေလိုက်တယ်ဆိုလို့မှတ်သားရလို့ရှိရင်ဒီဟာလေးကိုပို့ပြီးတော့တည်တည်ကြနားလဲသွားပါလိမ့်မယ်နော်သူ့ရဲ့နောက်မှာကဒီအမပြောသလိုမျိုးငင်းခုန်တယ်ပြိုင်ဆိုင်တယ်ဝေဖန်တယ်ပဲလိုက်ပါတယ်နော်အဲဆိုလို့ရှိရင်အမတို့ဒီထိနားလဲမယ်လို့ထင်ပါတယ်ဒီနေ့ပြောသွားတဲ့အရာတွေပေါ့နော်ဒီနေ့ပြောသွားတဲ့ဒီအန်တူဒီရှင်းခန်းဆန်တွေကပုံပိုးတွေကိုလည်းနားလည်တော့ပေါ့မယ်လို့ပြောလိုက်ပါတယ်နော်အဲဆိုလို့ရှိရင်အမတို့ဒီနေ့ဒီမှာပဲနားလိုက်ပါမယ်皆さんお疲れ様ですနောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ် bye bye